ဒီဗီဒီယိုကိုပြီးအတွက်စိတ်ဝင်စားဖို့ကောင်းတယ်ဒါထိုင်းနိုင်ငံမှာเนาะဒီလူတယောက်ကဒီလောက်အန်ထဲမှာငှက်တွေရှိတယ်ပြီးတော့တချို့လူကပိတ်ဆံပိတ်ပြီးရင်ငှက်တွေကလွတ်လိုက်တာเนาะမြန်မာနိုင်ငံမှာလည်းရှိတယ်ထိုင်းနိုင်ငံမှာရှိတယ်တပြည့်နိုင်ငံမှာရှိတယ်เนาะဒီကဘွန်ဂျီတပါပြောတယ်စကားအရန်နောက်ထောင်တော့ကောင်းတယ်ပြီးတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်ဒီမှာပိတ်ဆံပိတ်ပြီးတော့ငှက်လွတ်လိုက်တာဆိုရင်ကုသိုလ်ရတယ်ဆိုရင်ဟုတ်လို့လားသူ့ကိုပြန်မေးကြည့်တာကုသိုလ်ရလားတမဟုတ်အာကုသိုလ်ရလားဘာလို့ဆိုနှမျိုးစင်စားရရပိတ်ဆံပိတ်ပြီးရင်ဒီငှက်ကပြန်လွတ်လိုက်တာနောက်တစ်မျိုးကပိတ်ဆံပိတ်ပြီးရင်နောက်တစ်ခေါင်ဖမ်းဖို့ပိတ်ဆံပိတ်ခဲ့တယ်လောင်အိတ်ထဲမှာငှက်ဆိုတော်တော်ဒုက္ခရောက်နေတယ်နော်ပြီးတော့ပိတ်ဆံပိတ်ပြီးရင်ငှက်နောက်တစ်ခေါင်ဒုက္ခဖြစ်အောင်လုပ်ပိတ်တယ်လို့ပဲဥပမာဘဒူးမှာပိတ်ဆံမပိတ်ဘူးဆိုရင်ဒီငှက်ကဖမ်းမှာမဟုတ်ဘူးရောင်းတာမဟုတ်ဘူးအဲ့ဒီလိုစီပွဲအားပိတ်ရင်ကုသိုလ်ရလားတမဟုတ်အာကုသိုလ်ရလားနော်ကုသိုလ်ရလားတမဟုတ်ရင်ငရေကြီးလားငှက်တွေရောင်းနေလူနဲ့ပိတ်ဆံရှာကြတယ်ပေါ့လူတိုင်းကပိတ်ဆံရှာမှာဒါပေမဲ့အဲ့ဒါမမေ့ချင်မေ့ချင်တာကဒါတကယ်ကုသိုလ်ရလားတမဟုတ်ရင်အာကုသိုလ်ရလားအဲ့ဒါမေ့ချင်တာမှတကယ်စိတ်ဝင်စားရဆိုရင်ဒီ YouTube မှာ video ကြည့်လို့ရတယ်ဒါ Thai စကားနဲ့ပြောရတာအောက်မှာ English စာသားနဲ့ရှိတယ်အဲ့ဒါနဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဒါနဲ့ comments မှာရေးပေးပါဦးနော်ဘယ်လိုထင်လဲ